ရောပထဲမှာရှိတဲ့ဥရုဂွေးဆိုဘယ်နာဥရုဂွေးကဘယ်နာအလဲတဲ့တယ်နေမှာဘာတော့အလဲတဲ့တယ်စစ်တောင်အာရှနဲ့ဥရောပအလဲတဲ့တယ်ဟောနော်မင်းမြန်မာပြည်မြေပုံရပြောရင်မြန်မာပြည်မြေပန်းဟိုတော်လေးရှိမြို့တည်းသိတာပေါ့လေးရှိနဲ့ဥရုဂွေးနဲ့ကြိုက်နော်သူအိမ်နာနေချင်းနိုင်ပြီးတော့လေးရှိရှေ့တဲ့မှာရှေ့သွားလိုက်တော့ဘင်္ဂလားဒေ့ရှ်ဆိုလည်းရှိသေးတယ်နော်ဟာလေကြီးရဲ့ဥရုဂွေးရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဒါအိမ်နာနေချင်းနိုင်ငံဆက်ရအနိကတော့ပြောရရင်ဖင်လန်နိုင်ငံနဲ့နီးမယ်ဖင်လန်နဲ့နောက်ကျမြေပုံရနောက်ဖက်နဲ့ကျပြီးတော့ဘောဇီနာကရာဆိုတဲ့တိုင်းပြည်ကဘယ်နာဟာဘောဇီနာကရာဘောဇနီးရပါကွာမျက်စိဘောဇီနာရငါ့ကူမျက်စိလေရွာငါလည်းဗမာသာတတ်တာမဟုတ်ကွာသူများဖတ်တာနားတော့ဘောဇနီးရပြီးတော့ဆောရင်အော်တယ်ဗျာဆော်ရီယာတွေဗျာကွာမင်းတခုမှလည်းမဟုတ်ဘူးကွာပြီးတော့ကြီးသေးတယ်ဟိုချက်ကိုစလို့ဘေးကြီးတယ်ဆိုချက်ကိုတလို့ဘေးကြီးရဟဲ့ကောင်နားမလဲနဲ့မပြောနဲ့ကွာတကယ်ပုဂ္ဂိုလ်ရှိဗျာ